Hello guys အားလုံးမင်္ဂလာပါ Numastar Gaming Channel နဲ့တဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Numastar က online game တွေဆော့ရတာပြင်းလာတဲ့သူတွေအတွက်တော်တော်များများဆော့ဘူးကြမှာမဟုတ်တဲ့ single player offline game သစ်လေးမျိုးကိုပြပြနေမှာဖြစ်ပါတယ်ဗီဒီယိုစိတ်ဝင်စားရဆိုရင် like and subscribe လုပ်ပြီးဗီဒီယိုစလိုက်ရအောင်ပထမဆုံးဒီ game ရဲ့နာမည်ကတော့ Bright Memory Infinite လို့ခေါ်ပါတယ်အရှင်ဂိမ်းတွေကိုကြိုက်နေတဲ့သူတွေအတွက်လုံးဝစောကြည့်တဲ့ဂိမ်းနဲ့ဂိမ်းပါဂိမ်းဆိုင်ကတော့3 gig နီးပါးရှိပေမဲ့ဒီဂိမ်းဆိုင်လောက်နဲ့ဒီလို graphic ကြီးကိုစောရမှာပါအရှင် shooter ဂိမ်းတွေကြိုက်တဲ့လူတွေအတွက်လုံးဝ try ကြည့်တဲ့ offline ဂိမ်းတစ်ဂိမ်းပါSuicide Guys The Lost Dreams ဒီဂိမ်းလေးကတော့ story ဆက်ဆက်နဲ့ဂိမ်းအသစ်အစမ်းလေးကို try ညံ့တဲ့လူတွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့ဂိမ်းပါAndroid မှာ Play Store နဲ့ဆိုရင်တော့ဝယ်ပြီးဆော့ရပါမယ် free download ရတဲ့ website တွေလည်းရှိပါတယ်။ Game ဆိုင်ကတော့3 gig လောက်ပဲရှိပါတယ်။ Game ပုံစံကတော့ player ကအိမ်မဆိုးထဲကနေလွတ်မြောက်အောင်ဘယ်နည်းရဖြည့်ရှင်းရမယ် puzzle adventure game နဲ့ game ပါ။အိမ်မဆိုးထဲရောက်သွားမလို့ horror vibe လေးလည်းနည်းနည်းရမှာပါ။ story ဆက်ဆက်နဲ့အိမ်မထဲကနေဘလို့အရာတွေနဲ့တွေ့ပြီး adventure လုပ်အောင်မလဲဆိုတာကိုစိတ်ဝင်စားရင်စော့ကြည့်ဖို့ recommend ပေးပါတယ်Carmen Sandiego ဒီ Carmen Sandiego ဆိုတဲ့ဂိမ်းဟာ2019လောက်ကတည်းက series ထွက်ခဲ့ရပါ2021ခုနှစ်မှာထွက်ရှိခဲ့တဲ့ season 4မှာဒီ series ကိုအဆုံးသတ်ခဲ့ပါတယ်ဒီဇလန်ထဲမှာတော့နီအောင်အုပ်ထုပ်ကိုအများနဲ့ဝက်လက်ရှိရဲ့ Carmen Sandiego လို့ခေါ်တဲ့တခိုးကိုအခြေခံထားပါတယ်ဂိမ်းထဲမှာလည်း Carmen နေရာနေဆော့မှာဖြစ်ပြီးတော့ puzzle adventure ဂိမ်းနဲ့ဂိမ်းပါဂိမ်းဆိုင်ကလည်း 2K ကျော်လောက်ပဲရှိပြီးတော့ single player ဂိမ်းကောင်းကိုရှာတဲ့လူတွေအတွက်ဒီဂိမ်းကလည်းဆော့ကြည့်တဲ့ဂိမ်းတွေကတစ်ဂိမ်းပါပဲနောက်ဆုံးလေးကတော့ School Fight SK2 Village ပါဒီဂိမ်းကတော့နေတိုင်းပဲလွတ်မြောက်ထွက်ပြေးရမှာပါကိုယ့်ကိုလွတ်လပ်ခွင့်မပေးပဲအများစောင့်ကြည့်နေတတ်တဲ့အဖိုးနဲ့အဖွားရှိရနေထွက်ပြေးရမှာပါ puzzle ဖြည့်ရှင်းပြီး adventure လုပ်ရမယ့်အပြင် horror file လည်းရစီမှာမလို့အပြင်းပြေတယောက်တည်းဆော့လို့ကောင်းတဲ့ single player offline game တစ်ဂိမ်းပါဂိမ်းဆိုင်လည်းနဲပြီး Play Store ကနေလည်းအလွယ်တကူထောင်လို့ရမှာမလို့ try ဖို့ recommend ပေးပါတယ်ကဲအခုဗီဒီယိုတော့ဒီလောက်ပါပဲဗီဒီယိုကြိုက်တဲ့ရင် like and subscribe လုပ်ဖို့မမေ့ခဲ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်